ဇလန်းအစမှာတင်ကောင်မလေးရဲ့စန်းညံကသူမရဲ့တငယ်ချင်းမိတ်ဆက်ပေးတဲ့သူနဲ့မျက်ကန်းတန်းသွားတွေ့ပြီးလက်ထပ်ဖို့လုပ်ပါတယ်။ဒါပေမဲ့မှတ်ပုံတင်ရုံမှာလက်မှတ်ထိုးပြီးမှသူမစီကိုတငယ်ချင်းဖြစ်သူစီကဖုံးဝင်လာပြီးနင့်ကိုစားတောက်ဆိုင်မှာ3နာရီလောက်စောင့်နေတာဘာလို့မလာသေးတာလဲလို့ပြောလိုက်တော့မှသူမအလွဲကြီးလွဲသွားမှန်းသိလိုက်ရပါတယ်ဟုတ်ပါတယ်သူမကလူမပြီးလက်ထပ်မိသွားတာပါပိုဆိုးတာကသူမလက်ထပ်လိုက်တဲ့သူကရိုးရိုးလူမဟုတ်ပါဘူးအေးဆက်ဆက်နိုင်လာတဲ့ရှင်ဂရုရဲ့ဘီလီယံနာရှော့တထေးကြီးရှန်တင်ပိုင်ဖြစ်နေတာပါပဲနောက်နေ့မှာတော့ကောင်မလေးကအလုပ်ပထမဆုံးရက်မှာနောက်ကျနေလို့အပြေးလွှာသွားရင်းနဲ့ဆရာတီးတန့်သုံးတဲ့တက်လေကားကိုအမတ်တမဲ့သွားသုံးမိပါတော့တယ်အဲ့ဒီမှာတင်ဆရာကြီးနဲ့ပြန်ဆုံတာပါပဲဒါပေမဲ့ကောင်မလေးကအဲ့ဒီလူဟာတထေးမှန်းမသိသေးပါဘူးကုမ္ပဏီထဲရောက်တော့ကောင်မလေးရဲ့မာနာကအမဝမ်းကွဲဖြစ်သူကိုတွေးလိုက်ရပါတယ်ဒီအမကသူမအဖေရဲ့အရှိန်ဝါနဲ့ဖြိုးရဲ့အတွင်းရမှုအဖြစ်အလုပ်ဝင်နေတာဖြစ်ပြီးကောင်မလေးကိုတွေ့ချင်းပဲတန်ရှင်းရေးဝန်ထမ်းအဖြစ်အောက်ခြေသိမ်းလုပ်တွေခိုင်းပြီးအနိုင်ကျင့်ပါတော့တယ်ကော်ဖီတွေဖြော်ခိုင်းစာရွက်တွေမိတူကူးခိုင်းတန်ရှင်းရေးလုပ်ခိုင်းတဲ့တယုံလုံးရှိမှအဆက်ခွဲပြီးဒုက္ခပေးနေတာပါအဲ့ဒီလိုနဲ့ကောင်မလေးခန့်များတန်ရှင်းရေးကားစညောင်းလေးနဲ့ကော်ဖီခွက်ကင်ပြီးလှည့်ထွက်မှာပဲရုတ်တရက်ခြေကြီးဝင်လာတာနဲ့ပပင်းတိုးပါတော့တယ်ကောင်မလေးလည်းလန့်သွားပြီးကော်ဖီခွက်ကိုပြစ်ချမိမလို့ဖြစ်သွားပေမဲ့ဖျားကြီးအပေါ်မဖိတ်ကြအောင်ကိုပြန်ဆွဲလောင်းချလိုက်တာမို့တကိုယ်လုံးကော်ဖီတွေပေးပွားသွားပါတော့တယ်ဖြိုကြီးကလည်းသူ့ရဲ့မတော်တဆဇနီးလေးတန်ရှင်းရေးဝစ်စုံနဲ့ဒီလိုဖြစ်မျိုးရောက်နေတာကိုအန်အော်ဒါကြီးငေးကြည့်နေခဲ့ပါတယ်အရင်ပိုင်းမှာကော်ဖီဖိတ်ကြသွားတဲ့ရဲစန်းညံကိုအမဝမ်းကွဲဖြစ်သူရဲဝမ်ကြီးကအလုတ်ထုတ်ပြစ်မယ်လို့တော့စစ်ရှန်တင်ပိုင်ကဝင်ကဲလိုက်တာကိုမှတ်မိကြဦးမယ်ထင်ပါတယ်ဆရာကြီးကစန်းညံကိုတန်ရှင်းရေးဝန်ထမ်းအဆင့်ကနေသူ့ရဲ့ကိုယ်ပိုင်တည်တံ့တန်ရှင်းရေးဝန်ထမ်းအဖြစ်ရာထူးတိုးပေးလိုက်ပြီးရုံခန်းထဲမှာ2ယောက်တည်း AC ကလေးတွေလုံနေကြပါတော့တယ်။တစ်ဖက်မှာလည်းဆရာကြီးကသူ့အဖွားကိုချွေးမလောင်းလေးနဲ့မိတ်ဆက်ပေးချင်နေပါတယ်။တနေ့တော့စန်းညံကလမ်းမှာအမိုက်ကောက်နေတဲ့အဖွားကိုတယောက်ကိုတနာလို့အထူးလျှော့ဈေးနဲ့ရောင်းတဲ့မုံလာဦးနီတွေဝယ်ကျွေးခဲ့ပါတယ်။တကယ်တော့အဲ့ဒီအဖွားကဆရာကြီးရဲ့အဖွားဖြစ်နေပြီးစန်းညံရဲ့ဖြူစင်တဲ့စိတ်ထားလေးကိုအယမ်းသဘောကျသွားပါတော့တယ်။အဖွားကြီးကစန်းညံကိုသူ့ရဲ့ခြံကျဲကြီးထဲခေါ်သွားပြီးတံမိုးကြီးလက်ဆောင်တွေအများကြီးပေးပါတယ်။ဒါပေမဲ့စန်းညံကဈေးအပေါ်ဆုံးလို့သူထင်တဲ့ငွေလက်စွပ်လေးတကွင်းကိုပဲရွေးယူခဲ့ပါတယ်။အဲ့ဒီလက်စွပ်ကတကယ်တော့ရှမ်မီသားစုရဲ့အာဏာကိုကိုစားပြုတဲ့တံမိုးယွမ်တန်း100တောင်တန်တဲ့ယတနာဆိုတာသူမသိခဲ့ရှာပါဘူး။ရုံးကိုပြန်ရောက်တော့အမဝမ်းကွဲရဲ့ဝမ်ကြီးကသူမမှာဆီယိုကြီးကပေးထားတဲ့အာဏာပိုင်လက်စွပ်ရှိတယ်။သူမကအနာဂတ်တထေးကတော့ပဲဆိုပြီးစန်းညံကိုလာကြွားပါတော့တယ်စန်းညံကလည်းသူမမှာလည်းအဲ့ဒီလိုလက်စွပ်မျိုးရှိတယ်ဆိုပြီးထုတ်ပြလိုက်တဲ့အခါဝမ်ကြီးကစန်းညံကိုလက်စွပ်အတူဝတ်ထားတယ်ဆိုပြီးလှောင်ပြောင်းပါတော့တယ်ရုံးကလူတွေရှိမှစန်းညံကိုလူလိမ္မာဆိုပြီးအဆက်ခွဲကအလုတ်ထုတ်ဖို့လုပ်နေချိန်မှာပဲဇက်လိုက်ကြီးကျူးနဲ့အဖွားဖြစ်သူတို့ရုံးကိုရောက်လာပါတော့တယ်မာနခဲဝမ်ကြီးကအဖွားကိုဖားဖို့သွားလုပ်ပေမဲ့အဖွားကြီးကလှဲ့တောင်မကြည့်ပဲစန်းညံစီကိုပဲတန်းသွားခဲ့ပါတယ်အဲ့ဒီတော့မှဝမ်ကြီးဝတ်ထားတဲ့လက်စွပ်ကအတူကြီးဖြစ်နေပြီးစန်းညံလက်ထဲကလက်စွပ်ကမှအစ်စ်ဆိုတာပေါ်သွားပါတော့တယ်လူလိမ်မလေးဝမ်ကြီးလည်းရှက်နဲ့အလုတ်ထုတ်ခံလိုက်ရပါတော့တယ်ရဲစန်းညံဆိုတဲ့ကောင်မလေးကသူမရဲ့တထေးယောက်ျားရှန်တင်ပိုင်နဲ့စားတောက်ဆိုင်လာတာပါဒါပေမဲ့ဈေးတွေအရန်ကြီးလို့မစားရဘူးဖြစ်နေချိန်မှာပဲသူမကိုပြစ်သွားတဲ့ရီစားဟောင်းနဲ့သူ့ရဲ့ကောင်မလေးအသေးရောက်လာပါတယ်ရောက်ချင်းပဲစန်းညံကိုဆင်းရဲတယ်ဆိုပြီးနှိမ်ချဆက်ဆံပါတော့တယ်ပိုဆိုးတာကအဲ့ဒီကောင်မလေးအစ်ကသူမလက်ကယွမ်တန်းချီတန်တဲ့ရှမ်မီသားစုရဲ့ယတနာလက်ကောက်ကြီးဆိုပြီးကြွားလိုက်ပါသေးတယ်ဒါပေမဲ့ကန်ဆိုးကျင်တော့သူတို့ရှိမှထိုင်နေတာကရှမ်မီသားစုရဲ့အမွေဆက်ခံသူဆရာကြီးကိုယ်တိုင်ဖြစ်နေတာပါဆီယိုကြီးကအဲ့ဒီလက်ကောက်ဟာအတူကြီးဖြစ်ကြောင်းဖွင့်ချလိုက်ပြီးသူ့ကောင်မလေးကိုလာစော်ကားတဲ့အဲ့ဒီစုံတွဲကိုဆိုင်ထဲကနေမောင်းထုတ်ပစ်လိုက်ပါတော့တယ်တကယ်တော့ရှားကြီးကဘာလို့ဒီလောက်တောင်စန်းညံကိုအလိုလိုက်ပြီးချစ်နေရတာလဲဆိုရင်ငငယ်တုန်းကအနိုင်ကျင့်ခံနေရတဲ့သူ့ကိုစန်းညံကဝင်ကယ်ခဲ့ဘူးလို့ပါပဲအခုတော့တထေးကြီးဖြစ်လာချိန်မှာသူ့ရဲ့ကယ်တင်ရှင်လေးကိုပြန်ရှာပြီးအချစ်တွေပုံအောပေးနေတာပါတစ်ဖက်မှာလည်းကုမ္ပဏီထဲမှာစန်းညံကိုအမြဲဒုက္ခပေးနေတဲ့သူရှိပါသေးတယ်အဲ့ဒါကတော့ဆီယိုရဲ့အတွင်းရေးမှုဆိုပြီးသူ့ကိုယ်သူအနာဂတ်တထေးကတော့လို့ထင်နေတဲ့ရဲဝမ်ကြီးပါပဲဝမ်ရီကစန်းညံကိုစီးပွားရေးညစာစားပွဲမလာနိုင်အောင်တန်ရှင်းရေးတွေအတင်းခိုင်းပါတယ်ဒါပေမဲ့စန်းညံကကံကောင်းချင်တော့သဘောကောင်းတဲ့အဖွားကြီးတယောက်နဲ့ခင်သွားပြီးအဲ့ဒီအဖွားကြီးကတကယ်စီးပွားရေးအတင်းဥက္ကဋ္ဌကြီးဖြစ်နေတဲ့အပြင်ဆရာကြီးရဲ့အဖွားရင်းလည်းဖြစ်နေပါတယ်အဖွားကြီးကစန်းညံကိုညစာစားပွဲကိုခေါ်သွားတဲ့အခါရီးစားဟောင်းစုံတွဲနဲ့ထပ်ဆုံပြန်ပါတယ်အဲ့ဒီကောင်စုပ်လေးကစန်းညံကိုလူလိမ်မဆိုပြီးရိုက်ဖို့လုပ်တဲ့အချိန်ဖျော်ကြီးအချိန်မီရောက်လာပါတော့တယ်အားလုံးရှိမှတင်စန်းညံဟာသူ့ကိုကာကွယ်ပေးရမယ့်သူဖြစ်ကြောင်းကြေညာလိုက်ပြီးအဲ့ဒီကောင်စုပ်လေးရဲ့မိသားစုစီးပွားရေးလုပ်ငန်းတွေကိုပါ
တခါတည်းဖျက်ချပစ်လိုက်ပါတယ်။ရီးစားဟောင်းဆောင်တွေလည်းအဲ့ဒီတော့မှပြရခတ်ပြီးတောင်းပန်ပေမဲ့နောက်ကျသွားပါပြီ။တနေ့မှာသူမရဲ့ချစ်သူတထေးကြီးကိုမိဘတွေနဲ့မိတ်ဆက်ပေးဖို့အိမ်ကိုခေါ်လာခဲ့ပါတယ်။ဒါပေမဲ့အမေကတော့ဒါကိုလုံးဝမယုံကြည်နိုင်ခဲ့ပါဘူး။သူတို့လိုတာမန်မိသားစုနဲ့ဒီလောက်ချမ်းသာတဲ့တထေးကြီးနဲ့ကဘလို့မှမဖြစ်နိုင်ဘူးလို့တွေးပြီးသူ့သမီးကိုကစားနေတာများလားဆိုပြီးစိတ်ပူနေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲမထင်မှတ်ထားတဲ့ဧည့်သည်တစ်ယောက်ရောက်လာပါတယ်။သူကတော့ရှန်တင်ပိုင်ရဲ့အဖွားဖြစ်သူပါပဲ။အဖွားဖြစ်သူကတာမန်လာတာမဟုတ်ပဲချွေးမလောင်းလေးအတွက်အင်္ဂရန်တွေဘန်ကတ်တွေကားတော်တွေနဲ့ကုမ္ပဏီရှယ်ယာတွေကိုပါလက်ဖွဲ့အနေနဲ့အထုပ်ပိုးတွေအများကြီးတည်လာခဲ့တာပါဒါအပြင်ညံညံရဲ့အမေပကြီးဝါဒနာပါတာကိုတိလို့တန်ဖိုးယွမ်1 ဘီလီယံလောက်တန်တဲ့အလွန်ရှားပါလာတဲ့နာမည်ကြီးပကြီးကားတစ်ချက်ကိုပါလက်ဆောင်ပေးလိုက်ပါသေးတယ်အဲ့ဒီတော့မှအမေဖြစ်သူလည်းအံ့ဩမြင်သက်ပြီးသဘောကျသွားပါတော့တယ်အရာအလုံးအဆင်ပြေနေပြီလို့ထင်ရပေမဲ့ပြဿနာကအခုမှစတာပါညံညံကိုအရင်ကပြစ်သွားခဲ့တဲ့ရီးစားဟောင်းချမ်းရှိခန်းဆိုတဲ့ကောင်ရောက်လာပါတယ်ဒီကောင်ကအရင်တုန်းကချမ်းသာတဲ့ကောင်မလေးကိုမှတ်ပြီးညံတဲ့တငယ်ချင်းနဲ့ဖောက်ပြန်ခဲ့တဲ့ကောင်ပါအခုကျမှသူ့မိသားစုကဒေဝါလီခံရပြီးသူ့ကောင်မလေးတစ်ကပါပြစ်သွားလို့ညံညံစီမျက်နှာပြောင်းတိုက်ပြီးပြန်လာတောင်းပန်နေတာပါညံညံကသူ့မမယောက်ျားရှိနေပြီလို့ပြက်ပြက်တသားညင်းတာကိုတော့မယုံပဲအတင်းအဓမ္မလက်ဆွဲပြီးဟိုတယ်ကိုခေါ်သွားဖို့ကြိုးစားပါတော့တယ်အဲ့ဒီအချိန်မှာပဲအချိန်ကရောက်လာတာကတော့ကျွန်တော်တို့ရဲ့မင်းသားကြီးရှန်တင်ပိုင်မှာပဲ Rolls Royce ကားကြီးနဲ့ရောက်လာပြီးလူပေါင်းနေတဲ့ရီးစားဟောင်းကိုမြေကြီးပေါ်လဲကျသွားတဲ့အထိတင်ငန်းစာပေးလိုက်ပါတော့တယ်ပြီးတော့ညံညံဟာသူ့ရဲ့ဇနီးဖြစ်ကြောင်းနောက်တစ်ခါလာရှုပ်ရဲရင်အသေးပဲဆိုပြီးအပြက်ပြောကသူ့ကောင်မလေးကိုကာကွယ်ပေးလိုက်ပါတယ်